အပင်စိုက်ခြင်းနဲ့ကဲ့ရဲ့ခံခြင်းဦးလိုင်နဲ့မောင်သိန်းအောင်ရဲ့ပုံပြင်တနေ့မောင်သိန်းလို့ခေါ်တဲ့ကောင်လေးတယောက်ကတွေးတယ်ဒီမြေကခြောက်နေတော့တခုခုလုပ်ဖို့လိုတယ်တစ်ပင်ကလေးတွေစိုက်ထားရအောင်အနာဂတ်အတွက်ပါလို့ပြောပါတယ်ဒါပေမဲ့သူ့ဘေးနားကဖိုးတယောက်ကဟာမောင်သိန်းအောင်ရေတစ်ပင်ကလေးတွေတလဲတပင်စိုက်နေတာအချိန်မကုန်သွားဘူးလားလို့ပြောပါတယ်မောင်သိန်းအောင်ကပြုံးပြီးကြည့်နေတယ်အဖိုးအခုတော့ငယ်ငယ်ပဲဖြစ်ပေမဲ့ဒီနေ့မှတော့ဖြစ်လာနိုင်တယ်ဆိုတာယုံကြည်တယ်လို့ပြောပါတယ်ကဲစိတ်ရှိရင်စိုက်ပါဒါပေမဲ့စိုက်ပြီးမှ3-4နှစ်အကြာမှာငှက်တကောင်မှမနာဘူးဆိုရင်မလန့်နဲ့နော်လို့ပြောပါတယ်နှစ်အနှဲငယ်ကြာပြီးနောက်အဖိုးကပြောတယ်သိန်းအောင်ရေမင်းစိုက်ထားတဲ့အပင်တွေကြီးလာပေမဲ့တောတောင်ဖြစ်လာမှာကိုမထင်ခဲ့ဘူးလို့ပြန်ပြောပါတယ်မောင်သိန်းအောင်ကပြန်ပြောတယ်တဘာဝကတည်မြဲမှုကိုချစ်တယ်မျောလင်းချက်နဲ့စိုက်ပြီးမိုးလေဝသနဲ့ဖော်ရွေမှုဖြစ်ရင်တောအုပ်ကြီးဖြစ်တတ်တယ်လို့ဆိုပါတယ်ဟုတ်ကဲ့မောင်သိန်းအခုတော့တဘာဝကပေးတဲ့ရေတွေရာသီဥတုတွေလည်းအပင်စိုက်ခြင်းအားဖြင့်ကောင်းလာပါတယ်လို့ပြန်ပြောပါတယ်ပြီးတော့မောင်သိန်းအောင်ကပြောတယ်အဖိုးဒီရေလိုင်းတွေကတစ်ပင်တွေကနေဖြစ်လာတာပါတစ်ပင်တွေပေးရရေဖြစ်လို့ဦးလိုင်လည်းသုံးခွင့်ရှိတယ်လို့ပြောပါတယ်အဲ့ဒီအချိန်မှာဖိုးရဲ့အတွေးတစ်ခုရှိတယ်ငါလိုလူကမင်းကိုကဲ့ရဲ့ဘူးတယ်ဒါပေမဲ့မင်းကမနာမနေပြန်ကျေးဇူးပြုပေးတယ်မင်းကတကယ်ကိုလေးစားထိုက်တဲ့လူငယ်ပဲလို့တွေးနေပါတယ်ပြီးတော့အဖိုးကပြောပြန်တယ်တခါတော့ကမင်းစိုက်ခဲ့တဲ့အပင်ကလေးတွေကဒီနေ့တော့အုပ်ဖြစ်လာတယ်တခါတော့ကကဲ့ရဲ့သူကိုဒီနေ့မှာမင်းရေတောက်ခွင့်ပေးတယ်ဒါဟာအမှန်တရားကိုမင်းနဲ့တဘာဝကပြန်ပြသတာပဲလို့ကျေးဇူးတင်စကားဆိုလိုက်ပါတော့တယ်မောင်သိန်းအောင်ကလည်းအချစ်နဲ့တေးခံမှုကဖိုးကိုပြန်ကက်လက်စားချေတာလို့ပြန်ပြောလိုက်ပါတယ်ဒီဗီဒီယိုကနေသင်ခန်းစာတစ်စုံတစ်ခုရနိုင်ကြပါစေလို့မျှော်လင့်ပါတယ်ဗျာဒီလိုဗီဒီယိုတွေကိုနှစ်သက်ရင် share လုပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်ကျေးဇူးအထူးတင်ရှိပါတယ်